ကျွန်တော်ဒီနေ့မှာတော့ Telegram ကိုယ့်ရဲ့ profile မှာအခုလိုမျိုး audio music ဖြစ်တဲ့ကိုကြိုက်တဲ့သချင်းလေးတွေကိုထားလို့ရမယ်ဒီလမ်းလေးကို share လုပ်ပြီးတော့မှာပဲဖြစ်ပါတယ် Telegram app ထဲဝင်ပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်က server နေပြီးတော့ music channel တခုခုကိုရှာလိုက်ဒါကတော့မိတ်ဆွေတို့ကိုကြိုက်တဲ့ music channel ကိုရှာလို့ရပါဘောနော်ဒီကိုကြိုက်တဲ့ music channel ကနေပြီးတော့ကိုကြိုက်တဲ့သချင်းကိုရွေးပြီးတော့ထားလို့ရပါတယ်ဒါကတော့ကျွန်တော်ကိုအဆန်းလုပ်ပြပါဘောနော်အဲဒီမှာဆိုလို့ရှိရင်ကိုထားမဲ့တခြင်းကို download ဆွဲလိုက် download ဆွဲပြီးသွားလို့ရှိရင်တော့တခြင်းကိုဖွင့်ကြည့်လိုက်တခြင်းကိုဖွင့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အပေါ်မှာပေါ့နော်တခြင်းနာမည်လေးနဲ့ဘာတန်းလေးပေါ်နေမှာပဲဖြစ်ပါတယ်အဲ့ဒီဘာတန်းလေးကိုတစ်ချက်နှိပ်လိုက်နောက်ပြီးရင်တော့ကိုယ့်ရဲ့ profile မှာအဲ့ဒီတခြင်းလေးကိုထားဖို့ရအတွက် adapt profile ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်တော့ကိုယ့်ရဲ့ profile မှာအဲ့ဒီတခြင်းလေးရောက်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ profile မှာအဲ့ဒီခြင်းလေးရောက်လားမရောက်လားသိချင်တယ်ဆိုလို့ရှိရင်ဖုန်းရဲ့အပေါ်ဒေါင်းတန်းလေးမှာရှိတဲ့မြေညောင်းလေး၃ချောင်းကိုနှိပ်လိုက်နောက်ပြီးတော့ my profile ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်တော့ကိုယ့်ရဲ့ profile မှာဒီကိုထားရတဲ့တခြင်းလေးရောက်လားမရောက်လားကြည့်လို့ရပြီပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီတခြင်းကိုပေါ့နော်တပုတ်ထဲမဟုတ်ဘဲနဲ့ကိုကအများကြီးတင်ထားရဆိုလို့ရှိရင်ဒီကိုတင်ထားတဲ့တခြင်းတွေကမှဒီအခုလိုမျိုးကိုယ့်ရဲ့ profile မှာပေါ်နေစေချင်တယ်ဆိုလို့ရှိရင်ကိုပေါ်စေချင်တဲ့တခြင်းကိုလက်လေးနဲ့ဖိပြီးတော့အပေါ်ဆွဲလိုက်နောက်ပြီးတော့ကိုထားပြီးသားတခြင်းကိုပြန်ပြီးတော့ဒီ version နဲ့ဆိုလို့ရှိရင်အောင်နန်းလေးမှာရှိတဲ့အဆက်လေး30ကိုနှိပ်ပြီးရင်တော့ remove from profile ဆိုအောင်နှိပ်လိုက်ဒါဆိုရင်တော့ဒီကိုယ့်ရဲ့ profile မှာအဲ့ဒီတခြင်းလေးကပျောက်သွားမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ကိုကဒီတခြင်းကိုကိုယ့်ရဲ့ဖုန်းထဲကိုစီထားခြင်းနဲ့ဆိုရင် save to music ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်တော့ Telegram ကိုယ့်ရဲ့ profile မှာကိုကြိုက်တဲ့ audio music တခြင်းလေးတွေကိုဘယ်လိုမျိုးထားရမလဲဆိုတာကိုဒီတော့လောက်ပြီးလို့ထင်ပါတယ်